ဒီနေ့ရတော့ဗျာကျွန်တော်လူအများစုလုံနိုင်တဲ့ manual အကြောင်းပြောသွားပေးမယ်ဒီကောင်ကတော့ဟို dark walk manual လို့ခေါ်တယ်ဗျာဒီကောင်ခါကျတော့ back manual လို့ခေါ်တယ်ဗျာဒီကောင်ခါကျတော့ front manual လို့ခေါ်တယ်ဟိုဒီ manual လေးကွာလောက်ရတာလွယ်လွယ်လေးဘယ်သူမှမဆိုလုံနိုင်တယ်ဗျာကျွန်တော်ပြောသွားပေးမယ်တဆင့်ချင်းစီပြောသွားပေးမယ်ဗျာအဲ့ဒီ manual လောက်ဖို့ဆိုရင်ကျွန်တော်တို့အနေနဲ့ပထမဆုံးဒီလိုမျိုးစီးရင်နဲ့ဒီလိုမျိုးလောက်တာလေ့ကျင့်ဗျာအဲ့ဒီအချိန်မှာကျွန်တော်ဒီလိုမျိုးလောက်တဲ့အချိန်မှာ weight ကိုဒီဖက်ကိုဗျာဖိပြီးတော့လေ့ကျင့်ဗျာ weight မပါဘဲနဲ့ဒီတိုင်းတေးရွတ်တိုက်ဆွဲတဲ့ပုံစံမဟုတ်ဘဲနဲ့ဗျာတမ weight ဖိထားတဲ့လိုမျိုးပုံစံလေ့ကျင့်ဗျာအဲ့လိုမျိုးအနောက်ကိုခြေထောက်မြောက်ပြီးဆိုရင်လည်းကျွန်တော်တို့ခြေထောက်အရှိကိုဗျာဒီမှာလည်းကျွန်တော်တို့ weight ကိုဖိထားတဲ့ပုံစံမျိုးနဲ့လေ့ကျင့်ကြည့်ဗျာအဲ့လိုမျိုးခြေထောက်နှစ်ဖက်လုံးကိုလေ့ကျင့်ပေးလိုက်ဒီဖက်ပြီးပြီဆိုရင်ဒီဖက်ပေါ့ဒီလိုမျိုးဖိပြီးတော့လေ့ကျင့်တာပြန်ရင်ဒါကိုလည်းဖိပြီးတော့လေ့ကျင့်တာဒါပေမဲ့ beginner တွေပထမဆုံးဆိုရင်တော့ဟိုကျွန်တော်ဒီလိုမျိုးဒူးကွေးပြီးတော့လေ့ကျင့်တာပို့ပြီးတော့တင်းတော်တယ်ဗျာကျွန်တော်အဲ့လိုမျိုးခြေထောက်တစ်ခုချင်းစီလေ့ကျင့်ပြီးဆိုရင်ကျွန်တော်ပြောပြပေးမှာနောက်တစ်ခုတစ်ဆင့်တက်ပြီးတော့ပြောပြပေးမယ်အဲ့ဒါခါကျကျွန်တော်ခြေထောက်နှစ်ခုလုံးကိုဒီလိုမျိုးလေ့ကျင့်ပါဒီလိုမျိုးပထမဆုံး beginner အနေနဲ့ဆိုရင်ဒီလိုမျိုးပဲရက်မယ်ခြေထောက်နည်းနည်းကားမယ်ပြန်ဒီလိုမျိုးလုပ်မယ်ဗျာအဲ့လိုမျိုးလုပ်ရတာကြောက်တယ်ဆိုရင်လည်းဗျာနောက်တစ်ခုကျွန်တော်ပြောပြပေးဦးမယ်အရင်ဆုံးဒီကောင်ကိုလှုပ်လိုက်ပြန်ဒီဖက်ကို weight ပို့လိုက်ပြီးတော့မှဒီကောင်ကိုထောင်လိုက်အဲ့လိုမျိုးပဲမဟုတ်ဘူးဆိုရင်လည်းဒီကောင်အရင်ထောင်ထားလိုက်ပြီးတိုင်း weight ပို့လိုက်ဒါကိုလှုပ်ရတာဗျာရက်ရင်နဲ့လှုပ်တာနည်းနည်းပိုခက်တယ်ဆိုတော့တကယ်လို့ကိုယ့်ရဲ့ကင်စရာလေးပါလေးသွားပြီးတော့အားကိုးရင်လည်းရတာပေါ့ဒီလိုလုပ်ပြီးတော့အဲ့လိုမျိုးပေါ့အဲ့နှစ်ဖက်လုံးလေ့ကျင့်ဗျာဒီကောင်အရင်ဆုံးမြောက်မယ်ပြီးတိုင်းနောက်ဖက်ခြေထောက်မြောက်မယ်ဟုတ်ပြီတစ်ခါခါကျတော့နောက်ဖက်ခြေထောက်မြောက်မယ်ပြီးတော့မှနောက်ဖက်ကို weight ပို့ပြီးတော့မှအရှိ့ပါမြောက်မယ်အဲ့လိုမျိုးပုံစံလေးဗျာဒီမြေပြင်မှာအလွတ်လုံးနိုင်ပြီဆိုရင်ကျွန်တော်တို့စင်းနဲ့လုပ်လို့ရပြီအဲ့ဒါကျွန်တော်စင်းနဲ့ပြပေးမယ်နော်ဒီမှာလာခြေထောက်တစ်ခုအရင်ဆုံးလှုပ်လိုက်ပြီပြီးတော့နောက်ခြေထောက်လှုပ်လိုက်ပြီပထမဆုံးကတော့ဒူးကွေးပြီးတော့လှုပ်ဗျာဒူးကွေးပြီးတော့ဟိုနှိမ့်နေလေးလှုပ်ကြည့်ဗျာဘာလို့လဲဆိုရင်လဲတဲ့အချိန်ဟိုကျွန်တော်တိတ်မနာဘူးပေါ့ဗျာကျွမ်းသွားပြီဆိုမှဒူးကိုအပေါ်မြောက်ပြီးတော့လှုပ်လို့ရတယ်အဲ့ဒီလိုလေးလှုပ်မယ်ပြီးတိုင်းကျွမ်းသွားပြီဆိုရင်လည်းဗျာကျွန်တော်တို့ကခြေထောက်ကိုတစ်ခါတည်းဒီလိုမျိုးမြောက်သွားလိုက်ရတယ်ဒီဘက်ဆိုရင်လည်းမြောက်သွားလိုက်ရဗျာမကျွမ်းခင်ဆိုရင်တော့ခြေထောက်တစ်ခုချင်းစီပဲလောက်တာပို့ပြီးတော့အဆင်ပြေတယ်အဲဆိုရင်ဘယ်လောက်ရှည်ရှည်ရကျွန်တော်ကကျွမ်းလာလေပြန်ဘယ်လောက်အဝေးထိသွားနိုင်လဲဆိုတာလေလုပ်လို့ရပါဘောပြီးတိုင်းဟိုကျွန်တော်တို့ကဒါကိုကွေးလို့လည်းရဗျာဒီလိုမျိုးလုပ်မယ်ပြီးတိုင်းဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်ဒီဘက်သွားလိုက်အဲလိုကွေးလို့လည်းရမယ်အဲ့ရတဆင့်စီတက်တာပဲကောင်းတယ်ဗျာအဲ့လိုအဲ့ဒါနောက်ဆုံးအဆင့်ပေါ့ဗျာပြီးတိုင်းနောက်တစ်ခုကျွန်တော်ပြောပြပေးမှာခင်ဗျာတော့ဒီ back manual ကနည်းနည်းပို့ပြီးတော့ခတ်တယ်အဲ့ဒါလို့ဖို့ဆိုရင်ဒီဘက်ခြေထောက်ပါမြောက်မယ်ပြီးတိုင်းဒီဘက်ခြေထောက်ခြေထိပ်ကိုပေါ့ဗျာမြောက်မယ်အဲ့လိုမျိုးပေါ့မယ်အဲ့ဒါဆိုရင်လည်းတခုခုအမီယူပြီးတော့မှလုပ်လို့ရပါပေါ့ဗျာဒီလိုမျိုးပုံစံလေးနောက်ခုလုံးခြေထောက်မြောက်မယ်ပြီးရင်ဒီဘက်ဆိုရင်လည်းအဲ့ဒါခြေထောက်နောက်ခုလုံးမြောက်မယ်ဟုတ်ပြီအမီမယူဘဲနဲ့မြောက်ကြည့်မယ်ဆိုရင်လည်းဒီလိုမျိုးဗျာအဲ့လိုမျိုးပေါ့မယ်တကယ်လို့ဒီကွင်းပြမှာလုပ်လို့ရပြီဆိုရင်လည်းအချိန်နည်းနည်းထည့်ပြီးတော့ဗျာအချိန်နည်းနည်းထည့်ပြီးတော့မှဒူးကွေးမယ်ပြီးတိုင်းတစ်ခုမြောက်မယ်ပြီးတိုင်းနောက်တစ်ခုလိုက်ပြီးတော့မြောက်မယ်ဗျာနည်းနည်းအချိန်ထည့်ပြီးတော့မြောက်တာပို့ပြီးတော့ကောင်းတယ်နည်းနည်းအချိန်ဆိုတော့ဒါအချိန်တော့မဟုတ်ဗျာbeginner တွေအတွက်ဆိုရင်တော့ဒီလောက်အချိန်ဆိုရင်ရတယ်ဒါလည်းမြောက်ပြီးတော့နေမယ်ဗျာအဲ့လိုပုံစံနဲ့အဲ့ဒါကိုလည်းနှစ်ဖက်လုံးလေ့ကျင့်လို့ရတယ်ပြန်ဒီကောင်းကိုလည်းဗျာဟိုပထမပိုင်းဆိုရင်တော့အဲ့လိုမျိုးဒူးကွေးနောက်ပိုင်းဆိုရင်တော့ဒီလိုမျိုးအဖြောင်းလိုက်အောင်မြောက်ပြီးတော့သွားလို့ရတယ်ဗျာဒီလိုမျိုးပြီးတိုင်းကွေးလို့လည်းရပါဗျာဟိုဘက်ဒီဘက်ဒီဘက်ကွေးလို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 က်နဲ့အဲ့လိုကွေးလို့ရဗျာတဆင့်ချင်းစီတက်တာပဲကောင်းတယ်ပဲအောင်ဆိုဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော် front manual လို့ပြောပြပေးမယ် front manual မှာလည်းအဲ့လိုမျိုးပုံစံပဲဒါပေမဲ့ကျွန်တော် click တော့ဗျာ front manual ကျင်းတဲ့အချိန်မှာကျွန်တော်ကအရှိကိုပြစ်လဲတယ်ဗျာအဲကြတော့ဒီဒူးကတွေတက်ထားတာပို့ပြီးတော့ကောင်းတယ်ဗျာပြီးတိုင်းကျွန်တော်လေ့ကျင့်တော့မယ်ဆိုရင်ဒီကောင်အရင်ဆုံးမြောက်မယ်ပြီးတိုင်းဒီကောင်မြောက်မယ်ကျွန်တော်ဝက်ရအလယ်မှာပဲထားဖို့လိုရဗျာ
အနောက်မှာလည်းမထားဘူးပြန်အရှိကိုတားပို့မယ်ဆိုရင်အရှိကိုပြစ်လဲတယ်ဗျာဒီကောင်ပို့ဆိုတဲ့အရှိကိုပြစ်လဲတာကျွန်တော်လဲတဲ့အချိန်မှာဒီကောင်လောက်တဲ့အချိန်မှာအရှိကိုလဲတာပုံများဗျာဒီလိုရပြီဆိုရင်တော့ကျွန်တော်တို့တစ်ခုချင်းစီမြောက်လဲရဗျာဟာမဟုတ်ဆိုရင်လည်းကျွမ်းသွားပြီဆိုရင်နှစ်ခုလုံးတစ်ခါတည်းမြောက်မဟုတ်လည်းတစ်ခုမြောက်ပြီးတိုင်းနောက်တစ်ခုလိုက်မြောက်အဲ့လိုမျိုးပုံစံလေးဒီကောင်အဲ့လိုမျိုးမြေကြီးပေါ်မှာလေးကျင်းတာလေးကျွမ်းသွားပြီဆိုရင်တော့ဗျာကျွန်တော်အနေနဲ့ line နဲ့ဗျာဒူကွေးမယ်ပြန်တစ်ခုအရင်မြောက်မယ်ပြန်နောက်တစ်ခုထပ်ပြီးတော့မြောက်မယ်ပြန်ဒီလိုမျိုးလေးဆက်ပြီးတော့ထိန်းသွားမယ်ဗျာအဲ့လိုမျိုးအရှိကိုပြစ်သွားတတ်တယ်ဗျာအချိန်ဒါနေနေဆိုရင်လည်းအရှိကိုပြစ်သွားတတ်တယ်အဲ့တော့လည်းသတိထားဖို့လိုတယ်ပြီးတော့အဓိကတော့ဒူဆိုတက်ခိုင်းရမှာပေါ့ဗျာအဲ့လိုဒီကောင်ကလည်းအရှိလုံးလို့ရဗျာကျွန်တော်လောက်ပြပေးနောက်ပိုင်းဆိုရင်တော့ကိုကဒီလိုမျိုးအရက်လိုက်ကြီးအချောင်းလိုက်ကြီးလို့လို့ရဗျာပြန်ဟိုကွေးဒီကွေးဟိုကွေးအဲ့လိုမျိုးတွေလည်းလုပ်လို့ရမနီကိုစပြီးတော့လေ့ကျင့်ပြီဆိုရင်ဒီလိုမျိုးကျန်းတဲ့လမ်းထက်ဗျာဒီလိုမျိုးချွချောမွေးမွေးလေးရှိတဲ့နေရာမှာစပြီးတော့လေ့ကျင့်တာပို့ပြီးတော့ဖောင်းတယ်ကျန်းတဲ့လမ်းဆိုပို့ပြီးတော့ခက်တယ်ဗျာပြီးတိုင်းကျွန်တော်ကညှိပြီးတော့လဲနိုင်တယ်အဲ့လုံးလို့မရဘူးလားဆိုတော့အဲ့လိုမျိုးတော့မဟုတ်ဗျာကျွမ်းသွားရင်တော့လုံးလို့ရပါပေါ့မကျွမ်းခင်မှာအိမ်ဆုံးတင်ရတာပေါ့ဗျာမကျွမ်းခင်မှာကောင်းတဲ့ဟာမှာလေ့ကျင့်ပြီးတော့မှနောက်မှကျွမ်းသွားပြီဆိုရင်ဒီလိုမျိုးနည်းနည်းအဖို့တွေများတဲ့လမ်းမှာလေ့ကျင့်လို့ရတယ်ဟုတ်ပြီဒါတော့ဆိုရင်တော့မန်နူရယ်နဲ့ပတ်သက်ပြီးတော့ဗျာတော်တော်များများစုံနေသွားမယ်လို့ထင်တယ်ဒီမန်နူရယ်3ခုတော့လူတိုင်းလူအများစုလုံးနိုင်တယ်ဗျာပြန်နောက်ထပ်မန်နူရယ်ခက်တဲ့ဟာတွေလည်းရှိတယ်အဲ့ဒါတော့ကျွန်တော်ကိုယ်တိုင်လည်းအခုမှလေ့ကျင့်နေတယ်ဗျာနောက်တက်ပြီဆိုရင်တော့ကျွန်တော်ဒီလိုလုပ်ဖို့ရှိတယ်အဲ့ဒီအကြောင်းနဲ့ဒါပေမဲ့2လ3လတော့ကြာမယ်ဟုတ်ပြီနားမလဲတာရှိရင်လည်းကျွန်တော်မေးခဲ့ပြလို့ရဗျာ